ယနေ့ကိုအစပြု၍အသက်ထက်ဆုံးဘုရားရှင်အားကိုးကွယ်ပါမည်တစ္ဆာပြုပါ၏တစ္ဆာပြုပါ၏တစ္ဆာပြုပါ၏ထိုတစ္ဆာစကားကြောင့်ကျွန်ုပ်တို့သည်ဘေးရန်ခတ်သိမ်းကင်းပြတ်ငြိမ်၍ချမ်းသာဒုက္ခဟူသည်များနှင့်အောင်ခြင်းမင်္ဂလာပြည့်ဝရပါစေသာအရှင်မြတ်ဘုရားဣသတိကိပါဏုတိတံဓမ္မံပရဏံကိသာမိဓမ္မောမရှံဒုက္ခံတိထသဗ္ဗဒုက္ခပမုံစရိယနေ့ကိုအစပြု၍တရားတော်အားကိုးကွယ်ပါမည်တစ္ဆာပြုပါ၏တစ္ဆာပြုပါ၏တစ္ဆာပြုပါ၏ထိုတစ္ဆာစကားကြောင့်ကျွန်ုပ်တို့သည်ဘေးရန်ခတ်သိမ်းကင်းပြတ်ငြိမ်၍ချမ်းသာဒုက္ခဟူသည်များနှင့်အောင်ခြင်းမင်္ဂလာပြည့်ဝရပါစေသာအရှင်မြတ်ဘုရားဣသတိကိပါဏုတိတံသံဃံပရဏံကိသာမိသံဃောမရှံဒုက္ခံတိထသဗ္ဗဒုက္ခပမုံစရိယနေ့ကိုအစပြု၍အသက်ထက်ဆုံးတန်ဃာတော်အားကိုးကွယ်ပါမည်တစ္ဆာပြုပါ၏တစ္ဆာပြုပါ၏တစ္ဆာပြုပါ၏မကရန်၄ယောက်ပလထန်၄ယောက်၈ယောက်သောပရမတ္ထတန်ဃာတော်လက်ဝဲတော်ယံလက်ရတော်ယံအက္ကတာဝကမဟာတာဝကပဂတိတာဝကအစပြ၍ဖက်ရလန်းသောရောက်တော်မူကြကုန်သောမဟိတိရှင်သိတိရှင်တန်ဃာပေါင်းကိုကိုးကွယ်ပါမည်ထိုတစ္ဆာစကားကြောင့်ကျွန်ုပ်တို့သည်ဘေးရန်ခတ်သိမ်းကင်းပြတ်ငြိမ်၍ချမ်းသာဒုက္ခဟူသည်များနှင့်အောင်ခြင်းမင်္ဂလာပြည့်ဝရပါစေသာအရှင်မြတ်ဘုရားဘုရားဘာသာဝင်သူတော်စင်ပေါင်းတို့ရှင်မင်္ဂလာရှိသောချိန်လေးမှာကြည်နူးချမ်းမြေ့စွာဖြင့်အိယာမှနိုးချပြီးဖျားရှိခိုးခြင်းပန်းရည်ခြင်းစီမီကပ်လူခြင်းအာယုံဆွမ်းခဲွယ်ပေါ်စဉ်ချွတ်ခြင်းကပ်လူခြင်းဆွမ်းလောင်းခြင်းတရားအောက်ထုတ်ခြင်းခြင်းမိမိတို့၏စိတ်တရားဘာသာရေးဆိုင်ရာကိစ္စအဝဝတို့ကိုစိတ်ချမ်းသာကိုယ်ချမ်းသာဖြင့်မင်္ဂလာရှိစွာဆောင်ရွက်နိုင်ကြပါစေနဲ့အောင်အတိတ်အောင်မနစ်အောင်ထိတ်တို့ဖြင့်နှိမ့်ဆော်ရင်မင်္ဂလာနံနက်ခင်းကိုကြိုဆိုကြပါစေလားရှင်